စီးရဲလေးကိုဘယ်လိုရောက်လာလဲ စစ်တပ်ချေပါ စစ်တိုက်ချင်လို့ ကျွန်တော်ညီတော့အမေခဏခဏအိတ်ခါနေဆိုပြောဖူးတယ်အဲ့ဒီအချိန်မှာရွာမှာဝင်နေတဲ့ရှင်အေးကရှင်အေးလို့မပြောဘူးချင်းတပုံလို့ပြောတာအရင်တော့အမေကချင်းတပုံလေးကရွာမှာဝင်ပြီးတော့ဗာလဲရွာလူကြီးကိုခေါ်ပြီးတော့ပိုင်းနားရိုက်ပြီးတော့ဆန်နေပါလာခောက်တယ်အဲ့လိုငါအမေအဲ့လိုပြောတော့သူတို့နဲ့တီနော်ဝေးဆောင်အဲ့လိုပဲမှာစစ်ထဲမှာတော့ကိုချစ်တယ်တော့ရှိရဆိုတော့ဘလောမြရှိတယ်ကောင်းလာအဲ့လိုမျိုးစစ်တဲ့ရှိတယ်များလာဟိုအပေးလဲလူရှိလာအဲ့လိုစစ်တဲ့ရှိတယ်အဲ့လိုမျိုးမရှိမှာ ကိုရန်ကွန်ဖို့ဘုတော့မရှိဘူး ရှိဘူးဒီအချိန်မှာတော့မြေလေစစ်နေစစ်တော့အဲ့အရေးရှိတယ် ထောင်းဝါကတော့နပီနာမကောလန်ထောင်းဝါကမချောလလက်တာအားရရမချောဘူးငါတီတုံးက2021တုံးကတည်တယ်ရှင်နေဆိုတော့အဲတုံးကလည်းငါဒေါ်လာကြီးစပြီဆိုတော့2021တုံးကဒေါ်လာကြီးစတဲ့အချိန်မှာငါရှင်နေဆိုတော့ကြောက်ဖို့တယ်ဟိုတော်လိုင်းစမဆဲဆိုကြပူတာဟုတ်တယ်ဟုတ်တယ် up no go man feel vale you back to shore back to no no shake 1 2 3 进来加了 yes sir yeah go man move on move on move on 你要标准，开了，一直弄哎们，对呀，肯定我们喽。Yes sir。这边出门路啊，过，出门我们。走，快顺道，check，砰。Boom! Boom! Drop them at Talo! I'm a Tala! Yes! Go! You better go! Sit in there! Jump! Go! พี่တော့ပါပဲ ရွာမှာနေမကလေးတို့စာပြပါရစ တောင်းစရာပေါ့ ကျောင်းဆရာမဟုတ်ဘူးစအဲ့လိုမျိုးကိုရဲ့ရှင်ခွန်းစာနဲ့ အော် ကကြီးကခွေရအတော်လုံးလို့တင်ပေးရပါစ အော်တနည်းလောက်ရှိတယ်ကလေးက ဒီလေက24ရောက်ရှိတယ်ဆိုတငယ်တန်းကနေရှော့တဲ့အထိ အော်น้องเราเป็นตอนที่กี่လဲ စေတန်းအထိတော့ဆို Go, 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 turn!
အိမ်ဆောက်ပြီးတယ်အဲ့တော့ကစင်ကာပူစာရုံတော့ကတော့ရွာမှာပဲနေတယ်အဲ့ဒါနဲ့3နှစ်နေပါနေပြီးမှ3ဆောင်မှာဆောက်ပြီးတယ်နေ့နေ့မှာကိုယ်တက်ဆူထားတယ်အဲ့ဒါနဲ့ပြန်လာတယ်ကိုယ်တက်ကလည်းကိုပိုင်ကိုစကိုစီပိုက်ခွင့်စီတယ်အဲ့ဒါနဲ့ကိုဖြစ်ချင်တာကိုပဲလုပ်ပိုက်ခွင့်ရှိတယ်ဆိုတာနဲ့အဲ့ဒါစဉ်းစားပြီးစင်ဟိုလာဒီရလာတော့မဟုတ်3ယောက်ရှိတယ်ဟိုမှာအင်ဂျီဝါရောင်းတဲ့ခုနရတဲ့တယောက်ဒီနော်ငါတော့ငါတကယ်ချဟိုမှာသူညီမဆရာမတွေတဆရာမရဲ့အမအစားပိတ်ကတော့သူရင်ဝင်မလို့ပဲသူဝင်ခါနေမှသူညီမထုတ်ပြီးတာဆိုဆရာမအနုဖောစင်လာဒီကိုလာဝင်တာဆိုတော့သူအပြင်လာတာပြီးတော့ဟိုတနေ့ငါတို့ခါနေမှသူမောင်လေးတည်းဟိုလာတယ်ပြီးတော့အတိမပြီးလို့ဆိုပြီးမိဘပြန်ခိုင်းတာနဲ့သူနောက်ဆုံးတစ်ခါတော့သူနဲ့ငါလည်းထွက်လာတာစင်ဘောကျင်းခါနေမပေးရလာပါဦးဒီဖေနော်စိတ်တော့လှရှားတယ်ဟောမတိုက်ဖို့ဆိုတော့ဒီသူတို့ဖျက်မလဲဆိုရင်ဒါပေမဲ့တော့တိုက်ရမှာပေါ့နော်ကိုယ့်ရဲ့တိုက်ပင်းနဲ့ပြီးတော့ဆိုတော့အတိပေးရပြီးဒီဝလာတာပဲဆိုတော့ချေမူရေI'm thinking ကျောင်းပြောင်းတက်မယ်ပြီးရင်မိဘရဲ့အလုံးမဝင်ကူမယ်ဆိုပြီးတော့နေတော့မိဘကြီးကတူလာအေးရမှန်လားတတိမရဘူးလားရတယ်ဟုတ်ငါစကားပြောနေတာမိဘကြီးကကြည့်နေမှာဆိုတော့ကြည့်အရင်လွမ်းနေအစားပိုင်းဆိုတော့ဒီကြည့်ရတယ်ခါတယ်ခေါင်းရတယ်ဒီလိုခံနေတယ်ဒါလည်းကြာလာတော့လေအဲ့လိုနိုင်နေတိတ်မမောခံနိုင်နေတော့ပြောတာဖြစ်သွားတယ်တိတ်နဲ့ဒီခိုင်းနေလို့ဆိုတော့ဒီမှာဒီခါစားစနော်လုံးဝမနိုင်ဘူးဒါနဲ့နောက်ပိုင်းဆိုတော့တိတ်မပါဘူးလေဒီချင်တယ်ဖြစ်သွားတယ်အောင်ရမယ်ဒီစံအိုဘာကြောင့်ရောက်လာလဲဆိုတော့ဒီအရာတွေကလက်နက်ကင်ပြီးမှတွန်လန်လို့ရတဲ့အရာ
မလို့ဒီတိုင်းစကားနဲ့ပြောလို့မရဘူးအဲ့လိုမျိုးလက်နဲ့ချင်းဗာလေတိုင်မရတဲ့ဟောမလို့ကျွန်တော်လူကြီးတွေကမသွားနိုင်တော့လူငယ်တွေကလုံလို့ရတဲ့လူငယ်တွေကလုံမအဆင်ပြေနေတင်လို့ကျွန်တော်လူငယ်လုံနိုင်တဲ့အချိန်မှာလောက်တာအကောင်းဆုံးပဲဆိုရေးစိတ်နဲ့တက်နိုင်တလောက်ပေါ့နော်အများကြီးရောမဟုတ်ဘူးတက်နိုင်တလောက်လုံးမယ်သူတို့ယုံကြည်ပြီးတော့ဒီဖက်လာခဲ့ CDF မှာပါသေးလားမတူဘူး CDF မှာ ကျွန်တော်တော့နေဖိုးတယ် အော်အဲ့ဒီမှာစစ်တိုက်ရတာ အေး ဘယ်နှပွဲလောက်တိုက်ရတယ် ပွဲ အဲ့မှာရန်သူကထိထဲလား ပြီးသူတို့ရဲ့ငါတို့ပြီးတာ အော်အဲ့ဒါနဲ့ ပဲဆုံးလာနဲ့သူတို့မရောက်လာဘူးငါတို့တကယ်ချင်းရကုန်ပြန်ပြီကိုရောပဲကြံလာမနေ့ပိုင်းသမီးစားလာသူတို့ဝင်ပြီးတော့ပြီးတာငါတို့တနားရသူတို့ပါသွားတယ် အော်ဘယ်တော့မှလည်းအဲ့ဒါ ဒီစမတီရောမတပြည့်နဲ့ချက်ကြောင်းရကြလေဖွဲ့အဲ့ဒီချက်ကြောင်းလေး အဲ့တော့ဗာလက်နဲ့တွေတုံးကြတယ် ခတ်ငါတို့ခတ်ချူဒီကြည့်စမ်းတောင်း လူဘယ်နှစ်ယောက်လောက်ရှိလဲဒီတော့ စာတော့60လို့စီမှာတော့ပြန်လာနေဟိုဆေးရောက်ပဲဆောင်း အော် ဆေးရောက်နေသူတို့တရားကျော်ရဲခွေရ ကျန်တဲ့လူတွေကဘာဖြစ်သွားလဲ အကောင်ဒါရနေမအောင်သူတို့ပြရမှာမအောင် အခုစီရနေလာတာတငယ်ချင်းတွေပါလား မပေါ့ တယောက်တည်းပဲလာတာပေါ့ ဟိုကအဲ့ရနေစပရောမလေးချက်တော့နေရောရနေရောမတပိုင်နေပြရောငါဖျားဟိုလိုပြနေလာခဲ့တာ အော်ဖေးရဝင်ခိုင်းတာပေါ့ဘလို့လဲဒီမှာရောက်တော့ဘလို့ကောင်းလာထင်တယ်လို့ဖြစ်လာ ပြောလဲဟာလား စစ်တိုက်ဖို့အရှင်သင့်ဖြစ်ပြီလား ဖြီးတော့ချင်းအကြာကြီး အော် ဒီမှာတက်တော့အသွေးဆောင်ကတော့ကောင်းပါတယ်ကိုမလုံနိုင်ခဲ့တဲ့အရာတွေလည်းလုံနိုင်ခဲ့တယ်ပြီးကိုရဲ့ဘယ်လိုပြောမလဲအချင်းနဲ့နေထိုင်ပုံတွေလည်းပြောင်းပြီးမှနေနိုင်တယ်အရင်ကတော့ကျွန်တော်ဒီလိုမျိုးကိုအလုပ်တွေလည်းကိုကဒီလိုမျိုးလည်းမလုပ်ဘူးဒါပေမဲ့ဒီမှာဒီတိုင်းမတက်ခင်မှာလည်းဒီရှန်နေထဲမှာအလုပ်တွေအများကြီးလုံနိုင်ခဲ့တယ်ပေးဆက်နိုင်ခဲ့တယ်အဲ့လိုမျိုးအသွေးဆောင်ရတယ်စားကိုယ်စိတ်တဲ့ပုံမှန်ခံမာတဲ့စိတ်တွေရလာတယ်ဒီတန်းရှာတွေဒီတန်းထဲမှာဒီတန်းခွန်းထဲမှာပြောပြတဲ့ခါတည်းမှာပြီးရင်သူတို့မပြောပြရင်လည်းသူတို့အတူပါစားမဲ့ဝက်ချုံတွေကိုမြင်တဲ့ခါမှာအော်တိုက်ပွဲမှာရှိအနေတကရေးဖော်တွေအရာရှိတွေကြားတာပြောရောများရှိပြန်ပြီထင်တယ်အဲ့လိုမျိုးပြီးပါတယ်စိတ်ထဲမှာတော့အဲ့လိုမျိုးကြားတဲ့အခါမှာကျွန်တော်စဉ်းစားတာတခုကတော့အဲ့ဒီကြားဆုံးသွားတဲ့သူတွေဟာထော်ရအသက်တကယ်ရနိုင်ပါမလားယေရှုခရစ်တော်ရဲ့ချစ်ရှင်မြတ်တာယေရှုခရစ်တော်ရဲ့ကယ်တင်ပေးခြင်းကယ်တင်ခြင်းတရားကိုသူတို့တီးပြီးမှတည်သွားတာလားဒါမှမတီးဘဲနဲ့တည်သွားတာလားဆိုတာကိုစဉ်းစားရင်တခါတလေမှဝိုင်းနေတဲ့အရာတွေလည်းရှိပါတယ်ဆက်下午分开，盖米汤。
အဲ့လိုမြေတူးတဲ့အစမပြမလာရင်ကိုအခုတူးနေတဲ့မြေတွေဟာတောင်းလိုက်ရင်အောင်သွားရင်အဲ့ဒီတူးနေတဲ့မြေစီတွေဟာဆွေရှိတဲ့မြေစီဖြစ်မယ်ဆိုတဲ့မျိုးလေးဆင်းနေပါစ